အမြင့်ဆုံးlevel အမြင့်ဆုံးအဆင့်နဲ့ပြောရမယ်ဆိုလို့ရှိရင်သစ္စာလေးပါးကိုမြင်တာဟာအဆင့်အမြင့်ဆုံးပဲလို့ပြောရအောင်ဒါကြောင့်မို့ပါဠိတော်အဘိဓမ္မာကျမ်းဂန်ပဲဖြစ်ဖြစ်သုတ်တန်ကျမ်းဂန်ပဲဖြစ်ဖြစ်တမ္မာဒိဋ္ဌိဆိုတာဘာလဲလို့ဖွင့်ဆိုတဲ့အခါမှာဒုက္ခကိုသိတဲ့ဉာဏ်ဒုက္ခကိုဒုက္ခလို့သိတဲ့ဉာဏ်ဒုက္ခသမုဒယကိုဒုက္ခသမုဒယလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓကိုဒုက္ခនិရောဓလို့သိတဲ့ဉာဏ်ဒုက္ခនិရောဓဂါမိနိပฏิပဒါကိုဒုက္ခនិရောဓဂါမိနိပฏิပဒါလို့သိတဲ့ဉာဏ်မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဒုက္ခဆိုတဲ့သဘာဝတရားတွေကိုရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့အကြောင်းတရားကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခရဲ့ချုပ်ငြိမ်းရာကိုလည်းရှင်းရှင်းမြင်တယ်ထိုဒုက္ခချုပ်ငြိမ်းဖို့ရာအတွက်နိလန်းဖြစ်တဲ့ကျင့်စဉ်ကိုလည်းရှင်းရှင်းကြီးမြင်တယ်လို့အရိယသူတော်စင်တွေသိမြင်တဲ့သစ္စာလေးပါးကိုရှင်းရှင်းမြင်တာဟာအဆင့်အမြင့်ဆုံးတမ္မာဒိဋ္ဌိလို့ဒီလိုပြောအဲ့တော့တမ္မာဒိဋ္ဌိဆိုတာအသိဉာဏ်ပဲအသိဉာဏ်ကိုအစဉ်စဉ်ခွဲလိုက်တဲ့အခါကျတော့တမ္မာဒိဋ္ဌိအမျိုးအစားတွေထွက်လာတယ်အထက်ကရာကျမ်းတွေကတမ္မာဒိဋ္ဌိတွေကိုစုဆောင်းပြီးတော့ဖော်ပြတဲ့အခါမှာတမ္မာဒိဋ္ဌိဘယ်နှမျိုးရှိသလဲဆိုတော့အသိဉာဏ်အပြင်တော့တစ်မျိုးတည်းပဲမှန်မှန်ကန်ကန်မြင်တယ်ဆိုတာသို့တော့မှန်မှန်ကန်ကန်မြင်တယ်ဆိုတဲ့နေရာမှာဘာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်မြင်တာလဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုတဲ့အခါမှာကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့ကိုလုပ်တဲ့ကံဒီသာလဲကိုရဲ့ကိုယ်ပိုင်ပဲဆိုလိုတာကကိုလုပ်တာကိုနဲ့သာသက်ဆိုင်တယ်ဒီအမြင်မျိုးဟာတမ္မာဒိဋ္ဌိပါဠိလိုကမ္မတက္ကတာကံဒီသာလဲကိုယ်ပိုင်ဥစ္စာဖြစ်မှုကိုမြင်တယ်ကိုယ်ပိုင်ဥစ္စာလို့ပြောတာကကိုလုပ်တာကိုဆိုင်တယ်နော်ကိုလုပ်တာကိုပဲခံရတယ်ကိုပဲဆိုင်ရမယ်အများနဲ့မသက်ဆိုင်ဘူးကိုလုပ်တာကိုနဲ့ပဲသက်ဆိုင်နေဆိုတက္ကဆိုကိုပိုင်ကိုဟာကိုလုပ်တဲ့ကံအတိုင်းလောကလူသားတွေဟာကိုလုပ်ခဲ့တဲ့ကံအားလျော်စွာဒီဘဝမှာပုံရိပ်တွေပေါ်နေကြတာလေလူဘဝဖြစ်လာတဲ့လူတွေလည်းကြည့်တယောက်နဲ့တယောက်ဟာအတိတ်ဘဝကိုလုပ်ခဲ့တဲ့ကံတွေအတိုင်းပုံရိပ်တွေပေါ်လာတယ်အဲ့ဒီအတိုင်းပဲဘဝမှာအတွေ့အကြုံတွေဖြစ်ကြတယ်ဆိုပါစို့ဘဝတစ်ခုမှာဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကြည့်မယ်ဆိုရင်ဒီဘဝမှာသူ့မျက်နှာကငို၍ရည်၍မရသောမျက်နှာမျိုးဆိုတာအဲ့ဒီလိုမျက်နှာမျိုးကိုရတတ်တယ်ပေါ့အယုဆိုးကြီးတန်တဲ့မျက်နှာမျိုးတွေရလာတတ်တယ်ယုဆိုးတတ်တယ်ဒါဘဝကိုလုပ်ခဲ့တဲ့ကံတွေရဲ့ပုံရိပ်လာပေါ့အဲ့ဒါကမ္မတက္ကတာကိုပိုင်တယ်ကိုပဲအမွေခံရတယ်သူများတဲ့တပ်ဖြတ်လာတဲ့ပုဂ္ဂိုလ်လူဘဝရလာဒါအကျိုးဆက်လေးအနေနဲ့ယောဂများတယ်လူဘဝရောက်ကြတဲ့ကဆရာဝန်နဲ့ပြရတယ်မရှိဘူးဆေးစားရတာနဲ့ပြရတယ်မရှိဘူးအသက်တိုတယ်ဒါရမကဥပါဏာတိပါဒကံချိန်များကျူးလွန်ထားလို့အရှိန်ရှိနေသေးတယ်ဆိုလို့ရှိရင်မတော်တဆအက်ဆီဒင့်တွေနဲ့တည်တတ်တယ်ဒါပါဏာတိပါဒထို့တူပဲသူတော်ကောင်းတွေကိုဆွဆွဲပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ဒီဘဝမှာကိုယ်ဘာမှမလုပ်ပေမဲ့လို့အဆွဆွဲခံရပြီးတော့ထောင်တန်းကြတတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါဆွဆွဲခဲ့တဲ့အကုသိုလ်ကံကြောင့်ဒီဘဝမှာဆွဆွဲခံရတယ်ကိုမလုပ်ခဲနဲ့အချောင်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလောကမှာရှိတယ်ဒါတွေကပြောမယ်ဆိုလို့ရှိရင်ကိုမလုပ်ခဲနဲ့ဆိုတာဒီဘဝမှာကိုမလုပ်ဘူးသို့တော့အတိတ်ဘဝကလုပ်ခဲ့တဲ့ဟာတွေရဲ့အကျိုးဆက်တွေကိုခံရတတ်တယ်တခါတော့ကမြတ်စွာဘုရားကျောင်းတော်လာပြီးတော့အမြဲတမ်းတရားနာတဲ့ကာလဆိုတဲ့ဥပဒကတယောက်ရှိ
အဲ့ဒီဥပဒကတရားဟာဇေရွန်အကြောင်းထဲမှာတရားနာပြီးညအကြောင်းမှာပဲအိတ်တယ်မနေ့စောစောကျတော့အိယာကထားပြီးဇေရွန်အကြောင်းသားကရေကန်သွားပြီးတော့မျက်နှာတက်တယ်အဲ့ဒီချိန်မှာတာဝတိမြို့တဲကညအိမ်တဲ့အိမ်ကိုဖောက်ထွင်းပြီးတော့ခိုးတဲ့တခုလူတွေကဝိုင်းလိုက်ကြဝိုင်းလိုက်တဲ့အခါကျတော့ပြေးလာကြတယ်နောက်ကလူတွေမိတော့မှမလွတ်နိုင်တော့ဘူးဆိုတော့တီးတော့တခိုးကကာလဆိုတဲ့ဥပဒကညနာတင့်နေတဲ့နေရာနာကိုအထုပ်ကလေးချပြီးတော့အလွတ်ယုံပြေးသွားခြေရဖြောက်သွားလိုက်တယ်နောက်ကလိုက်လာတဲ့လူတွေကဟာခုနဒီနာတခိုးဖြတ်ပြေးသွားတယ်ဟာဒီလူကဘုရားကြောင့်လာပြီးတော့တရားနာကြအောင်ဆောင်းနေတဲ့လူသူပဲတခိုးဆိုရိုက်ကြနှက်ကြဆိုဝိုင်းရိုက်ကြဒီလိုနဲ့တယောက်ကတည်သွားတယ်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်ရတော့ဆိုအတိတ်ဘဝတုန်းကသူကမတော်မတရားသူများကိုဆွဆွဲပြီးတော့အခုလိုရိုက်တတ်ခဲ့တဲ့ပြစ်ထန်တစ်ခုကိုချမှတ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ဘူးဒါကြောင့်ဒီလိုခံရတာအဲ့တော့ကိုလုပ်ခဲ့တာတွေဟာကိုပြန်ပေါ်တယ်ဒါကိုပြောတယ်ကာမတက္ကတာတမ္မာဒိဋ္ဌိဆိုကိုယ့်ရဲ့လုပ်ရတဲ့အတိုင်းလူတွေမှာလာပြီးတော့ဖြစ်တတ်တယ်တဲ့အဲ့ဒါလို့ကိုယ့်ရဲ့လုပ်ရဟာကိုယ်နဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမြင်ထားတဲ့အမြင်ဟာလည်းပဲအနှိမ့်ဆုံးအဆင့်မှာရှိတဲ့တမ္မာဒိဋ္ဌိပဲအဲ့ဒါကိုကာမတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်နောက်တစ်ခုကျတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ခံကံရဲ့အကျိုးကိုမြင်တယ်ဆိုတဲ့ကံသာလင်ကိုယ်ပိုင်ဥစ္စာဆိုတဲ့အမြင်တဲ့အစစ်မြင့်တဲ့ဝိပဿနာတမ္မာဒိဋ္ဌိကြတော့ဗာမြင်နှုံးဆိုလူဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးတည်းပဲရှိတယ်ကိုပြန်ကြည့်ရင် mind နဲ့ body စိတ်ရဲ့ရုပ်ခန္ဓာကြီးရဲ့ဒီနှစ်ခုပဲရှိတယ်အဲ့ဒါလို့နှစ်ခုနဲ့ဖွဲ့စည်းထားတယ်လို့မြင်လာတာလေဝိပဿနာတမ္မာဒိဋ္ဌိပဲအဲ့ဒီ mind နဲ့ body ဟာဆံရအကြောင်းတွေကြောင့်ဖြစ်နေတာလို့မြင်တာလည်းပဲဝိပဿနာတမ္မာဒိဋ္ဌိပဲအခြေခံအားဖြင့်ဒီတဲ့အစစ်မြင့်လာတဲ့အခါကျတော့လောကမှာရှိတဲ့သင်္ခါရတရားတွေဟာဘယ်ရာမှမမြဲဘူးလို့မြင်လာထာဝရပြောင်းလဲနေတယ်လို့မြင်လာလို့ရှိရင်အနိစ္စဆိုတဲ့သဘောတရားကိုမြင်လာပြီဆိုရင်ဒါဝိပဿနာတမ္မာဒိဋ္ဌိသို့မဟုတ်မမြဲတဲ့သဘောတရားကြီးကဒလစဒုက္ခပေးနေလို့ဒုက္ခလို့မြင်လာတယ်အဲ့ဒီလိုဒလစဒုက္ခပေးနေတဲ့သဘာဝတရားကြီးဟာကိုယ်မှယတ္တံပြစ်လို့ပြစ်ဖို့ငါပါဝါမှမရှိဘာမှစွန့်ရည်တတ်တယ်မရှိဘူးလို့မြင်တာအနတ္တအဲ့ဒီလိုသင်္ခါရတရားတွေနဲ့ပတ်သက်လာလို့ရှိရင်အနိစ္စလို့လည်းမြင်တယ်ဒုက္ခလို့လည်းမြင်တယ်အနတ္တလို့လည်းမြင်လာအဲ့ဒီလိုမြင်လာတဲ့အသိဉာဏ်အစဉ်တက်လာတဲ့အစဉ်မြင့်တဲ့အသိဉာဏ်ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဖျားဖွင့်လို့ကံကောင်းထောက်မှနေလို့ဒါဟောဒီဝိပဿနာတမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေရနိုင်ခွင့်ရှိတာသာသနာ့ဘာမှာဆိုလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိဆိုတာကြားကိုမကြားဘူးလားမရနိုင်မြတ်စွာဘုရားကိုယ်တိုင်ကကုသိနာယုံအင်းကြီးဥယျာဉ်ထဲမှာမြောက်မျက်နှာအုပ်ခေါင်းနဲ့လျှောင်းဆက်ပြီးတော့နေတဲ့အချိန်မှာသုဘဒပရပိုက်ကြီးကိုရှင်းရှင်းလေးမြတ်စွာဘုရားမိန့်ထားတယ်ငါရဲ့တသက်တာနှစ်ပေါင်း50နဲ့တစ်နှစ်မြတ်စွာဘုရားတက်တော်80နေတာနော်သို့တော်မြတ်စွာဘုရားအဲ့ဒီမှာ52နှစ်လို့ပြောတာပါတော့ဆိုတောထွက်ပြီးတော့တရားရှာ6နှစ်ဘုရားဖြစ်တဲ့က45နှစ်6နှစ်နဲ့45ပေါင်းပြီးတော့52နှစ်ဘုလူဘဝမှာငယ်စဉ်ကနေခဲ့တဲ့အတိုင်းအတာတွေကိုမထည့်ဘူးအဲ့ဒီ52နှစ်ဘာသာရေးကိုလေ့လာလိုက်စားပြီးတော့တရားထုတ်တဲ့အချိန်ထဲမှာတဲ့ဝိပဿနာဉာဏ်ကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဝိပဿနာနည်းစနစ်ကိုပြနိုင်တဲ့ပုဂ္ဂိုလ်တဦးမှမရှိဘူး
မြတ်စွာဘုရားဒီလိုပြောဝိပဿနာဉာဏ်နဲ့ပတ်သက်လို့မြတ်စွာဘုရားသာသနာမှာသာမြတ်စွာဘုရားပထမဆုံးအချိန်တွေ့ရှိဖော်ထုတ်ပြီးဟောကြားခဲ့တာဖြစ်တယ်ဘုရားနဲ့စင်ပြိုင်ထွန်းကားနေတဲ့အခြားဘာသာတွေမှာဝိပဿနာအကြောင်းဆိုတာ၄တန်၄တောင်မဟာနိုင်ဘူးဒီမိတ်ဆွေချက်ကိုကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေဟာကာမတက္ကတာတမ္မာဒိဋ္ဌိလေးနဲ့တင်ရှင်းတတ်နေလို့မဖြစ်ဘူးဝိပဿနာတမ္မာဒိဋ္ဌိဆိုတာဖြစ်ဖို့လိုသေးတယ်ဝိပဿနာတမ္မာဒိဋ္ဌိဖြစ်တဲ့အခါမှာနော်အခိုင်အမာပဲဖြစ်စေသို့မဟုတ်တူတောင်းတဲ့အချိန်ပိုင်းလေးမှာပဲဖြစ်တာပဲဖြစ်စေအမြဲတမ်းတန်ဖို့ရှိပါကြည့်လေပုံနာဇနီးမောင်နှံနှစ်ယောက်အလှလူတဲ့အခါမှာဘယ်တော့မှဆိုဥဥဖြားဖြားလှူတတ်လို့ဥဥဖြား၅မျိုးနဲ့အကြောင်းပြုပြီးသူတို့ကိုပင်ဆက်ကတော့နာမည်ပေးထားတယ်ဒါကတော့ပိဋကတ်တော်မှတ်တမ်းတင်တဲ့ပုဂ္ဂိုလ်ကနာမည်ပေးတာသူတို့နာမည်ရင်းမဟုတ်ပါဘူးအဲ့ဒီပုံနာဇနီးမောင်နှံနှစ်ယောက်ကိုသူတို့ကမေးခွန်းမေးတဲ့အခါမှာဘိက္ခုဆိုတာဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲလို့မေးတော့မြတ်စွာဘုရားကသူတို့ကိုဘာနဲ့ပြောရင်နားလည်မလဲဆိုတာကိုကြည့်လိုက်တော့အတိတ်ဘဝတုန်းကသူတို့ကနာမ်ဆိုတာရယ်ရုပ်ဆိုတာရယ်နာမရူပဆိုတဲ့စကားလုံးကိုသူတို့ကြားခဲ့ဘူးလေအဲ့ဒီကြားဘူးတဲ့စကားလုံးကိုထပ်ပြီးတော့အသုံးချလိုက်တယ်သဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတအတ္တတာသနာသောစတိတဝေဘိက္ခုတိဟုတ်စတိဆိုတဲ့ဒီစကားလေးအပိုက်ကလေး၄ခိုက်ပါတယ်ကာရလေးတစ်ပုဒ်ခေါ်တာသဗ္ဗသောနာမရူပသမိယတနတ္ထိမမယိတအေးနာနေယုတ်တိနဲ့ပတ်သက်ပြီးတော့လုံးဝကိုငါဟာလို့တွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းအတ္တတာသနာသောစတိပျက်စီးပြောက်ကွယ်သွားရင်လည်းလုံးဝမစိုးရိမ်တဲ့ပုဂ္ဂိုလ်ဆိုလိုတာနိုင်ရုံနဲ့ပတ်သက်ပြီးတွေ့တာမှုလုံးဝကင်းတဲ့ပုဂ္ဂိုလ်ပျက်စီးသွားရင်လည်းတွေ့တာမှုကင်းသည့်ကြောင့်လုံးဝသောကမဖြစ်တဲ့ပုဂ္ဂိုလ်မျိုးကိုဒါလည်းဘိက္ခုလို့ခေါ်တယ်လို့ဟောတမင်မြတ်စွာဘုရားကနာမရူပဆိုတဲ့စကားလုံးလေးနဲ့သုံးဟောလိုက်တာအဲ့ဒါအမတ်တမဲ့ဟောတာမဟုတ်ဘူးဘုရားကအမှတ်တမဲ့ဟောတာမျိုးဘယ်တော့မှမလုပ်ဘူးအတိတ်နဲ့ဆက်ပေးတာဆိုလိုတာကသူတို့ရဲ့ရင်ထဲနှလုံးထဲမှာ online ဖြစ်နေတာဒါပဲဆိုနာမရူပဆိုတဲ့စကားလုံး online ဖြစ်နေတယ်ကြားခဲ့တယ်ဒါကြောင့်မို့လို့ခုနကပြောတဲ့စကားဝိပဿနာတမ္မာဒိဋ္ဌိလေးဟာကိုယ်တဏ္ဍာမှာအချိန်တိုလေးပဲဖြစ်စေရှိတဲ့နေရှိလိုက်မယ်ဆိုလို့ရှိရင်ဖယားနဲ့ဆုံစည်းတဲ့အခါမျိုးကိုဘဝတန်တရားမှာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်နဲ့ဆုံစည်းတဲ့အခါမျိုးမှာတရားဥတရားမြတ်ဆိုတာချက်ချင်းရသွားနိုင်တယ်ပေါ့ဒါကြောင့်ဝိပဿနာတမ္မာဒိဋ္ဌိဆိုတာအစမြင့်တမ္မာဒိဋ္ဌိတစ်ခုပါနောက်တစ်ခုကဇာနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဇာနာတမ္မာဒိဋ္ဌိဆိုတာတော့သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့ပေါရောက်တမာတိစွမ်းအားနဲ့အာယုံကိုရှုမှတ်နိုင်တဲ့ရှုမှတ်ရင်ကနေဖြစ်ပေါ်တဲ့အသိဉာဏ်တစ်မျိုးဇာနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါသမထကျင့်စဉ်နဲ့ပတ်သက်နောက်တစ်ခုကမက္ခတမ္မာဒိဋ္ဌိတဲ့မက္ခတမ္မာဒိဋ္ဌိဆိုတာကိုယ်ကလှုပ်ယူရတဲ့ဟာမဟုတ်ဘူးဝိပဿနာတမ္မာဒိဋ္ဌိကိုအစစ်မြင့်အောင်ကြိုးစားအထောက်ခြင်းဖြင့်ရရှိလာတာကမက္ခတမ္မာဒိဋ္ဌိအဲ့တော့မက္ခတမ္မာဒိဋ္ဌိကသင်္ခါရတရားတွေကိုမြင်တဲ့အမြင်မျိုးမဟုတ်တော့ဘူးနိဗ္ဗာန်ကိုမြင်တာသူကြတယ်မက္ခတမ္မာဒိဋ္ဌိဖြစ်လာလို့ရှိရင်နိဗ္ဗာန်ကိုအမှန်မြင်ရပြီနိဗ္ဗာန်ကိုမြင်ယုံနေမကဘူးအကာအကွယ်တွေစိတ်ရဲ့အညစ်အကြေးတွေကိုအဆင့်လိုက်ဖယ်ရှားပြစ်လိုက်တယ်နိဗ္ဗာန်ကိုမြင်ပြီးကိလေသာတွေကိုဖယ်ရှားတယ်ဒါမက္ခတမ္မာဒိဋ္ဌိပဲ
မေဃတမ္မာဒိဋ္ဌိကအနိစ္စဒုက္ခအနတ္တမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေကိုမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်ပြီးတော့ကိလေသာတွေကိုဖယ်ရှားပစ်တယ်သူ့ရဲ့စွမ်းဆောင်ချက်ကမေဃတမ္မာဒိဋ္ဌိဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးဝိပဿနာကိုကျင့်တဲ့အခါမှာမေဃတမ္မာဒိဋ္ဌိကဆိုက်ရောက်လာတာနိဗ္ဗာန်ကိုမြင်တဲ့အရာဟောနောက်တစ်ခုကဘာလို့ဆိုဖလတမ္မာဒိဋ္ဌိကိုယ်စိတ်နဲ့ရှင်တွဲလာတဲ့အသိဉာဏ်တစ်ခုမစိတ်ကနိဗ္ဗာန်ကိုမြင်ထားတယ်လို့ကိုယ်စိတ်ကထပ်မှန်ပြီးတော့မြင်တယ်ငြိမ့်သက်ပြီးသားကိလေသာတွေကိုထပ်မှန်ပြီးတော့ငြိမ့်အေးစေကိလေသာကုန်သွားတာကိုဘာဖြစ်လို့ကိုယ်စိတ်ကထပ်ပြီးတော့ငြိမ့်အောင်လုပ်တယ်လဲဆိုဒါစဉ်းစားလို့လွယ်လွယ်လေးကျမ်းဂန်တွေကဥပမာပေးထားဘုန်းကြီးတို့တွေမိကြီးကလေးတစ်ခုကိုရေလေးလောင်းလိုက်လို့ရှိရင်မိငိမ့်သွားဘာကြံသေးတော့ဆိုအပူလေးတွေခြံနေသေးတယ်နော်အဲ့ဒီအပူလေးတွေငြိမ့်ဖို့ရအတွက်နောက်ထပ်ရေထပ်လောင်းထို့တူပဲမက်ကနေပြီးတော့မီးနဲ့တူတဲ့ကိလေသာတွေကိုငြိမ့်လိုက်တယ်သို့တော့ကိလေသာတွေရဲ့အပူငွေလေးတွေခြံနေသေးတယ်အဲ့ဒါကိုဖို့စိတ်ကထပ်ငြိမ့်တာဒါကိုပြောတာပฏิပတ္တိထပ်ပြီးတော့ငြိမ့်စေတယ်အဲ့ဒီအချိန်ကျတော့ခုနကမီးလောင်ထားတဲ့မီးသွေးခဲဟာလုံးဝအေးသွားပထမအချိန်ကတော့ပူးနေတော့မီးတော့မရှိဘူးပူးနေသေးတယ်အဲ့တော့ဖို့စိတ်ရောက်သွားပြီဆိုလို့ရှိရင်ပူးနေတာတောင်မရှိတော့အေးသွားပြီလို့ဒီလိုပြောတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ကာမတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိသာနာသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိဖလသမာဓိဋ္ဌိလို့ဟောဒီလိုသမာဓိဋ္ဌိ5မျိုးဆိုပြီးတော့တချို့စာပေမှာ5မျိုးရေးတာရှိတယ်နော်တချို့ကျတော့လည်း4မျိုးပဲရေးတာလည်းရှိတယ်ထားပါတော့အမျိုးအစားဆိုတာအကြည့်လိုက်ခွဲတာပေါ့အဲ့ဒီ5မျိုးဆိုရင်တော်တော်လေးပြည့်စုံသွားတယ်ပေါ့ကောင်းပြီတမ္မာဒိဋ္ဌိဆိုတာဘုန်းကြီးတို့တွေမှတ်ရမှာအသိဉာဏ်ကိုခေါ်တယ်အသိဉာဏ်ဟာ level တွေ degree တွေရှိတယ်အသိဉာဏ်ဆိုတာမြင်တယ်အခြေခံအားဖြင့်ဘာကိုမြင်လဲကံတိတာလင်ငါပိုင်တဲ့အရာငါဟာငါနဲ့သက်ဆိုင်တာလို့ကိုလုံးတဲ့ကံကိုနဲ့သာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်အခြေခံအားဖြင့်မြင်တဲ့အမြင်တစ်ခုပဲသို့တော့အထက်ကဉာဏ်နေတဲ့စာလို့ရှိရင်အားပြော့တယ်သူဖယ်ရှားပြနိုင်တာကကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မိစ္ဆာဒိဋ္ဌိဆိုတာတော့ပဲသူဖယ်ရှားနိုင်တယ်ပေါ့ကဲသူတဲ့အဆင့်မြင်တာကြတော့ဝိပဿနာသမာဓိဋ္ဌိသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့တတ္တဝါဆိုတဲ့အမြင်လေးကရှိနေသေးတယ်ယုံနဲ့နာနှမျိုးသားဆိုတဲ့အမြင်မရှိဘူးတတ္တဝါဆိုတဲ့အမြင်ရှိနေတယ်အဲ့ဒီအမြင်ကိုဖယ်ရှားပြလိုက်ပြီးတော့ယုံနဲ့နာနှမျိုးသားမြင်တယ်ဆိုဟောဝိပဿနာယုံနဲ့နာနှမျိုးတွေမြင်ုံမကဘူးထိုယုံနာဆိုတဲ့သင်္ခါရတရားတွေဟာမမြဲဘူးအနိစ္စဆင်းရဲတဲ့ဒုက္ခကိုမပိုင်ဘူးအနတ္တဒီသဘောတွေကမြင်လာဟောမြင်မှုတွေကအဆင့်တက်လာဇာနာသမာဓိဋ္ဌိဆိုတာကြတော့သမာဓိစွမ်းအားတွေနဲ့ပတ်သက်လာတဲ့အသိဉာဏ်တွေရလာတယ်အဘိညာဉ်တွေရလာတယ်ထူးခြားတဲ့အမြင်တွေရလာတယ်ဟောဝိပဿနာသမာဓိဋ္ဌိကနေရင့်တန်လာလို့ရသွားတဲ့ဟာမေဃသမာဓိဋ္ဌိမေဃသမာဓိဋ္ဌိကြတော့ဒုက္ခនិရောဓလို့ခေါ်တဲ့ဒုက္ခအလုံးချုပ်ရဖြစ်တဲ့နိဗ္ဗာန်မြင်ပြီဘုန်းကြီးတို့တွေကအခုချိန်မှာမှန်းဆပြီးတော့နိဗ္ဗာန်ကိုပြောနေကြတာနိဗ္ဗာန်ကိုမမြင်သေးဘူးနိဗ္ဗာန်ကိုမြင်နိုင်တာကကိုယ်တဏ္ဍာမှာမျက်စိပေါ်မှာမြင်တာနော်အဲ့ဒီကြရင်တော့ကိုယ်တွေ့မြင်ရပြီလို့ပြောအခုချိန်မှာမှန်းဆပြီးတော့ပြောနေကြတာဟောထားတဲ့တရားနာ၍ဖြစ်စေသူတော်ကောင်းတွေပြောထားတဲ့စကားကြား၍ဖြစ်စေအော်နိဗ္ဗာန်ဆိုတာဒီလိုဟာမျိုးမြင်တယ်ဝိပဿနာသမာဓိဋ္ဌိရင့်တန်လို့မေဃသမာဓိဋ္ဌိဖလားသမာဓိဋ္ဌိရောက်သွားပြီဆိုရင်သင်္ခါရတွေရဲ့ချုပ်ငြိမ်းရသို့မဟုတ်ဒုက္ခရဲ့ချုပ်ငြိမ်းရနိဗ္ဗာန်ကိုယ်တိုင်ကိုယ်ကြရှင်းရှင်းလင်းလင်းကြီးမြင်သွားပြီတဲ့ဟော
အမြင်ဟာတစ်ခုနဲ့တစ်ခုအမတန်မြင်ခဲ့တဲ့နိဗ္ဗာန်ဘုန်းကြီးတို့တွေနေ့စဉ်မြင်နေတဲ့မျက်လုံးကမြင်နေတဲ့အမြင်နဲ့အမတန်မှခြားနာမျက်စိအမြင်ဆိုတာနော်တာမန်မျက်စိထဲမှာထင်ဟပ်လာတဲ့အရာပဲမြင်ရတယ်မျက်စိနဲ့မမြင်နိုင်တာတွေအများကြီးပဲအဲ့ထဲပဲအသိဉာဏ်လို့ဆိုတဲ့အခါမှာလည်းပဲအသိဉာဏ်ဟာအစဉ်စဉ်ဒီလိုရှိတယ်လို့ဒါသဘောပေါက်ပေါ့ဒီကောင်းပြီ right view right understanding လို့ခေါ်တဲ့ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးမှန်ကန်တဲ့ဉာဏ်အမြင်တွေကိုတမ္မာဒိဋ္ဌိလို့ခေါ်ပြီးတဲ့ဒါတမ္မာဒိဋ္ဌိဆိုတာဘာလဲတမ္မာဒိဋ္ဌိအမျိုးအစားဘယ်နှခုရှိသလဲဆိုတဲ့မှတ်သားရပေါ့ဒါဖြင့်ဒီလိုတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိရရှိလာဖို့ရအကြောင်းတရားတွေကဘာတွေလဲဘယ်ရာပဲဖြစ်ဖြစ်အကြောင်းတရားမရှိဘဲနဲ့မသိနိုင်ကြဘူးမပေါ်နိုင်ဘူးမြတ်စွာဘုရားကတမ္မာဒိဋ္ဌိရဲ့အကြောင်းတရားဆိုပြီးတော့ဟောထားတာနှစ်ခုတည်းပဲဟောပြထားဒါနှစ်ခုတည်းဆိုတာအခြေခံအကြောင်းတရားတွေကိုဟောတဲ့သဘောနှစ်ခုတည်းကဘာတော့ဆိုရင်နံပါတ်1ကပရတောခောတာကိုပေါင်းတင်ဆက်ဆံတဲ့ပုဂ္ဂိုလ်သို့မဟုတ်ကိုကိုးကွယ်တဲ့ဆရာသမားထံကတရားဓမ္မနာယူရခြင်းဒါပရတောခောတာလို့ခေါ်တယ်ခောတာဆိုတာအတန်ပဲတရားသံဟောပြောတဲ့အတန်ဆိုလိုတာကသူတော်ကောင်းတရားကိုကြားနာတာကိုဆိုလိုပရတောခောတာဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်တောင်ငကိုယ်တော်ကတမ္မာဒိဋ္ဌိမှာဟုတ်မှာမဟုတ်တာတမ္မာဒိဋ္ဌိမှာရှိမှာမရှိသူလက်ခံထားတာကမိစ္ဆာဒိဋ္ဌိဖြစ်နေဟောရှင်အတ္တစီကနေပြီးယေဓမဟိတုပ္ပဝါဒေသံဟိတုံတထာဂတောဆိုတဲ့ဒီဓမ္မဒေသနာကိုဟောပြောလိုက်တဲ့အတန်ဒါပရတောခောတာပဲရှင်အတ္တစီထံကကြားရတဲ့တရားသာအဲ့ဒါကအကြောင်းတစ်ခုတဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်ဒီအတန်မကြားရပဲနဲ့ဆိုလိုတာကတရားမနာရပဲသူတော်ကောင်းတရားမနာရပဲနဲ့မှန်ကန်တဲ့အမြင် right understanding right view ဆိုမဖြစ်နိုင်ဘူးဒါပြောတာနော်ဖြစ်နိုင်ကဲတော့ဖြင့်ဒါကပြင်ပကအကြောင်းတရားမို့ဗဟိတ external condition လို့ခေါ်တယ်ပြင်ဘက်ကအကြောင်းတရားတစ်ခုပဲ external condition နဲ့ internal condition ဆိုပေါင်းဘယ်ရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်ပေါင်းစပ်တာအခုလျှက်စစ်မီးလာနေတယ်ဆိုတာမီးကြိုးနှစ်ခုပေါင်းစပ်တာနော်နှစ်ခုပေါင်းမှအဲ့ဒါလိုပဲအခုအပြင်ဘက်ကတရားသံဘလောက်ကြားအတွင်းကအကြောင်းတရားမပါရင်မရဘူးနော်သာဝတိပြည်မှာဇေရွန်အကြောင်းမှာမြတ်စွာဘုရားတရားဟောတာပဲသာဝတိမြို့မှာရှိတဲ့လူတွေအကုန်လုံးအကျွတ်တရားရတာမဟုတ်ဘူးဘာဖြစ်လို့မရတာတော့ဆိုအတွင်းအစ္ဆဒအကြောင်းတရား internal condition မကောင်းလို့အပြင်ကတော့ဘုရားရဲ့တရားသံကြားနေကြရတာသို့သောအတွင်းကမကောင်းရင်မရဘူးအတွင်းလဲကောင်းရမယ်အပြင်လဲကောင်းအဲ့ဒါဖြင့်အတွင်းအကြောင်းအရာဆိုပါတော့ဆိုယောနိသောမနတိကာရယောနိသောဆိုတာမှန်ကန်တဲ့နိလန်းနဲ့မနတိကာရစိတ်ထဲမှာနှလုံးသွင်းခြင်းသိမှတ်ခြင်းအင်္ဂလိပ်လိုပြန်ကြတဲ့အခါတော့ wise attention လို့ပြန်လေးရှိတယ် attention ပဲထိုတရားပေါ်မှာမှန်ကန်တဲ့နိလန်းနဲ့ဆင်ခြင်သုံးသပ်နိုင်တဲ့ပညာစွမ်းရှိရမယ်ဆိုလိုတာကတော့တရားပေါ်မှာအလေးနဲ့ထားပြီးတော့ဆင်ခြင်နိုင်တဲ့ပညာရှိဖို့လိုတယ်ကဲဗမာလိုရှင်းရှင်းပြောမယ်ဆိုရင်တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်နံပါတ်1ကတရားနာရမယ်နံပါတ်2ကဓက္ခံဖြစ်တဲ့အသိဉာဏ်ရှိရမယ်ဟောဒီနှစ်ခုပေါင်းစပ်မှတမ္မာဒိဋ္ဌိဆိုတာဖြစ်တယ်လို့ပြောတာပဲဟောပရတောခောတာနဲ့ယောနိသောမနတိကာရစာပေလိုမှတ်ချင်အဲ့ဒါလိုပဲမှတ်
ပရတောဆိုတာတစ်ဖက်သားတခြားပုဂ္ဂိုလ်တူထံမှခောသဟောပြောတဲ့အတန်ယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းအသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်နိုင်ခြင်းဆိုတဲ့ယောနိသောမနတိကာရအဲ့ဒီနှမျိုးနဲ့ပြည့်စုံမှတမ္မာဒိဋ္ဌိဆိုတာဖြစ်ပါတယ်တဲ့ဒါတမ္မာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှမျိုးလို့ဒီလိုမှတ်အဲ့တော့ကိုယ်တဏ္ဍာမှာပြည့်စုံရမယ့်အကြောင်းတရားကတော့ယောနိသောမနတိကာရပဲထိုယောနိသောမနတိကာရတစ်ခုတည်းနဲ့မရဘူးခုနကသူတော်ကောင်းတရားကြားနာခွင့်ရမှုဆိုတာအရေးပါသေးတယ်အဲ့ဒီအကြောင်းနှစ်ရပ်ပေါင်းစားလိုက်တဲ့အခါကျတော့မှတမ္မာဒိဋ္ဌိဆိုတာလေးတစ်ခုဖြစ်ပေါ်လာတာကိုယ်တဏ္ဍာကောင်းပြီအဲ့ဒီလိုဖြစ်ပေါ်လာတဲ့တမ္မာဒိဋ္ဌိဟာတမ္မာဒိဋ္ဌိအမျိုးအစားတွေကိုချက်ထွင်ပြီးတော့ကြည့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကအလွန်ဉာဏ်ကြီးတာအလွန်ဉာဏ်ကြီးတဲ့အခါကျတော့တမ္မာဒိဋ္ဌိနဲ့လူတွေကပြောကြတယ်ဘယ်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိခေါ်မလဲလို့ဆိုတဲ့အခါရှင်သာရိပုတ္တရာကအများနာလဲအောင်ဟောထားတဲ့တမ္မာဒိဋ္ဌိတုတ်ဆိုတာမဇ္ဈိမနိကေမှာပါရှိတယ်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များမဇ္ဈိမနိကေဥပရိပါဏတမှာတမ္မာဒိဋ္ဌိတုတ်ကိုဖတ်ရှုလို့ရပါတယ်ညမှာပြန်ထားတာလည်းရှိတယ်မဇ္ဈိမနိကေကတုတ်ပေါင်း152တုတ်ရှိတယ်ထိုတုတ်တွေကမတူးမရှိမှုအလယ်အလတ်မှုမဇ္ဈိမလို့ခေါ်တယ်နိကာယဆိုတာစုဆောင်းထားတာ collect လုပ်ထားတာပေါ့နော် collection of the middle discourse လို့ပြောတာပြန် collection of middle discourse အရှိကြီးလည်းမဟုတ်အတူကြီးလည်းမဟုတ်သိရှိတဲ့တုတ်တွေကြတော့ဒီကနိကာယလို့ခေါ်တယ်နော်ဒီကနိကာယကြတော့ရှည်လျားတဲ့တုတ်တန်သူက34တုတ်ရှိဒီကနေ့မြန်မာနိုင်ငံမှာဒီတုတ်တွေကဖတ်ရှုလို့နားလည်နိုင်တဲ့အနေအထားရှိပါတယ်။ဒါမဇ္ဈိမနိကေလို့ဆိုတာကခုနအလယ်အလတ်အရှိကြီးမဟုတ်အတူလည်းမဟုတ်တဲ့သုတ်ပေါင်း152သုတ်အဲ့ဒီမှာတမ္မာဒိဋ္ဌိသုတ်ဆိုတာရှင်သာရိပုတ္တရာကယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တယ်။တန်ခါပရိသတ်မှာယဟန်တွေကိုရှင်းလင်းဟောကြားခဲ့တဲ့သုတ်တံတစ်ခုရှိတယ်။အဲ့ဒီသုတ်ကိုအတူချုပ်ပြီးတော့ပြောကြရရှင်သာရိပုတ္တရာကပြောတယ်အေးလူတွေပြောကြတယ်တဲ့တမ္မာဒိဋ္ဌိနဲ့သူပြောကိုပြောနေကြတယ်ဘလောက်အတိုင်းတာနဲ့မှတမ္မာဒိဋ္ဌိဖြစ်တယ်လဲတမ္မာဒိဋ္ဌိဖြစ်ဖို့ရအတိုင်းတာဘလောက်ရှိတယ်လဲဆိုပြီးပြောတဲ့အခါရှင်သာရိပုတ္တရာမထေရမြတ်ကရှင်းလင်းပြီးတော့ဖြေပေးတယ်အကုသိုလ်ကိုအကုသိုလ်လို့သိတာအကုသိုလ်ရဲ့အခြေခံတရားကိုအကုသိုလ်ရဲ့အခြေခံတရားလို့သိတာကုသိုလ်ကိုကုသိုလ်လို့သိတယ်ကုသိုလ်ရဲ့အခြေခံမူလတရားကိုကုသိုလ်ရဲ့အခြေခံမူလတရားလို့သိတယ်အဲ့ဒီလိုသိခြင်းဟာတမ္မာဒိဋ္ဌိပါပဲဒါသိအခြေခံကြတဲ့တရားတစ်ခုပဲဗမာလိုပြောမယ်ဆိုလို့ရှိရင်အကောင်းနဲ့အဆိုးခွဲခြားသိတာပေါ့ကုသိုလ်အကုသိုလ်သိတယ်အပြစ်ရှိတယ်အပြစ်မရှိဘူးသိတယ်ဆိုတာဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲကုသိုလ်အကုသိုလ်သိတယ်ဆိုတာအပြစ်ရှိတဲ့တရားနဲ့အပြစ်မရှိတဲ့တရားကိုသိတာအကောင်းနဲ့အဆိုးကိုသိတာအဲ့ဒီအကောင်းတွေရဲ့အကြောင်းတရားကအခြေခံကဘာလဲအဆိုးတွေရဲ့အခြေခံကဘာလဲလို့သိတာအဲ့ဒီမှာလည်းပဲရှင်းရှင်းလေးရဲ့တမ္မာဒိဋ္ဌိဖြစ်ဖို့ရာအတွက်တဲ့အကုသိုလ်ကိုအကုသိုလ်လို့သိရမယ်အကုသိုလ်ရဲ့အကြောင်းတရားတွေကိုအကုသိုလ်ရဲ့အကြောင်းတရားလို့သိရမယ်တဲ့ဒါဖြင့်အကုသိုလ်ဆိုတာဘာတွေလဲလို့ဆိုဒုစရိုက်7ပါးကိုပြောတာဒါအများသိနေတဲ့ဒုစရိုက်7ပါးအကုသိုလ်ဆိုတာတခြားမဟုတ်ဘူးတဲ့သူများတဲ့တတ်တာအကုသိုလ်ပေါ့သူများဥစ္စာခိုးတာသူတော်ဘာသာမယာထုလွန်ပြောပြမှားတာဟောကြည့်လိမ့်လေပြောတာတူနဲ့တူမတက်အောင်ခုံးတိုက်တာ
ဆဲတာဆိုတာအကျိုးမရှိတဲ့စကားတွေကိုပြောတာသူများပစ္စည်းကိုကိုပစ္စည်းဖြစ်ခြင်းနဲ့လောဘနဲ့တွေးတာလူတယောက်ပျက်စီးစေလိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့မှားယွင်းတဲ့အယူဆအလုံးပေါင်းလိုက်တဲ့အခါကျတော့10ခုမြန်မာလူမျိုးတွေဗုဒ္ဓဘာသာတွေသိတဲ့အတိုင်းဒုစရိုက်10ပါးလို့လည်းခေါ်တယ်အကုသလကာမပဋ္ဌာန်တရား10ပါးလို့ခေါ်တယ်အကုသိုလ်ဆိုတာအဲ့ဒါတွေကိုခေါ်တာအကုသိုလ်ရဲ့မူလအကြောင်းရင်းဆိုတာဘာတော့အကုသိုလ်ရဲ့အကြောင်းတရားဆိုတာတခြားမဟုတ်ဘူးတဲ့လောဘဒေါသမောဟဒါအကုသိုလ်ရဲ့အကြောင်းတရားအကုသလမူလပဲလောဘဒေါသမောဟရှိနေသည်များခုနကဘာနာတိပါဒစသည်ဖြစ်နေဥမှာပဲဘာနာတိပါဒဖြစ်တာကဘာကြောင့်ဖြစ်တာတော့ဆိုဘာနာတိပါဒဟာဒေါသအခြေခံဖြစ်တာသူများတဲ့ကိုတတ်တယ်ဆိုတာကြည့်လေလူသားမှုကျူးလွန်တယ်ဆိုတာစိတ်ဆိုးမှန်ဆိုးဖြစ်ပြီးတော့တတ်တာပဲလေသွေးနဲ့တတ်တာမရှိဘူးလားလို့ဆိုသွေးနဲ့တတ်တဲ့လူကလည်းရံညိုးရှိလို့တတ်တာပဲတတ်မှုကိစ္စမှန်သမျှဒေါသအခြေခံတယ်ဒါကြောင့်မို့အဘိဓမ္မာထသင်္ဃာအကျမ်းမှာဒေါသမူလေနဇာယန္တိဒေါသကြောင့်ဖြစ်တာအဒိဏဒါနကြတော့ဘာအခြေခံတာတော့ဆိုလောဘပေါ့လူကျင်လို့ခိုးတာလောဘအခြေခံတယ်ပေါ့ဒီလိုဆိုလို့တယ်အဲ့ဒါလို့လောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုလို့ရှိရင်အကုသိုလ်တွေဖြစ်တာမို့အဲ့ဒီလောဘဒေါသမောဟဆိုတာတွေကိုအကုသလမူလအဲ့ဒီအကုသလမူလကိုပဲနာမည်တစ်မျိုးနဲ့24ပစ္စည်းမှာဟေတုပစ္စယောဟေတုလို့ခေါ်တယ်ဟေတုဆိုတာသစ်ပင်ကြီးတစ်ပင်မှာရေတောင်းမြင့်ခိုင်မာနေလို့ရှိရင်ထိုသစ်ပင်ရဲ့အကိုင်းတွေအခက်တွေအရွက်တွေအပွင့်တွေအသီးတွေစီပင်နေတယ်လို့ပဲအကုသိုလ်မှုတွေဟာလောဘရှိနေမယ်ဒေါသရှိနေမယ်မောဟရှိနေမယ်ဆိုရင်ဒီအမြင့်တွေချောင်းမို့လို့အကုသိုလ်တွေဟာဆက်လက်ရှင်သန်နေတယ်လို့ဒီလိုပြောတာဟိတုပစ္စည်းရဲ့အတိတ်ပဲအဲ့လိုဆိုလို့ဟေတုဆိုတဲ့နာမည်နဲ့သုံးတခါတည်းအဲ့ဒီဟေတုကိုပဲမူလဆိုတဲ့နာမည်နဲ့သုံးမူလဆိုတာအမြင့်ပဲလေတိုက်ရအမြင့်ကိုခေါ်အကုသိုလ်ရဲ့အမြင့်တွေအဲ့ဒီအမြင့်ရှိနေလို့ရှိရင်ခုနကအကိုင်းအခက်နဲ့တူတဲ့တတ်မှုဖြတ်မှုလူရမှုဆိုတဲ့ဒုစရိုက်တွေအကုန်ရှင်သန်ထွန်းကားနေမှာဒါကြောင့်မလို့ဗုဒ္ဓတရားတော်ကိုသိကြတဲ့ပုဂ္ဂိုလ်တွေကကမ္ဘာငြိမ်းချမ်းရေးကိုကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေလက်နဲ့ကြီးတွေကိုင်းနေပြီးတော့ငြိမ်းချမ်းရေးကြိုးစားနေတယ်ဘယ်လိုမှဖြစ်နိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးရကြလို့ရှိရင်လူတွေတဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားအောင်သို့မဟုတ်ငြိမ်ဝတ်အောင်လုပ်နိုင်တဲ့အကျင့်ကမှသာလေကမ္ဘာငြိမ်းချမ်းရေးကိုပေးနိုင်တယ်လို့သူတို့ပြောတယ်နော်ခုလို့အကုသိုလ်ကိုအကုသိုလ်လို့သိတာသမာဓိဋ္ဌိပဲတဲ့ရှင်သာရိပုတ္တရာတခါကုသိုလ်ကိုကုသိုလ်လို့သိတာလည်းပဲသမာဓိဋ္ဌိပဲတဲ့ဒါဖြင့်ကုသိုလ်ဆိုတာဘာတွေလဲလို့မေးလို့ရှိရင်ရှေ့ရှေ့ဝေးဝေးမတွေးနဲ့သူများအသက်တတ်တာကရှောင်တယ်သူများဥစ္စာခိုးခြင်းမှရှောင်တယ်သူတစ်ပါးသားမယားပြစ်မှားခြင်းမှရှောင်တယ်လိမ့်မပြောဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်ညီညွတ်အောင်လုပ်ပေးတယ်မဆဲဘူးချိုသာတဲ့စကားကျင်နာတဲ့စကားမျိုးပဲပြောတယ်အကျိုးမဲ့စကားတွေနဲ့အချိန်မဖြုံးဘူးကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတဲ့စကားမျိုးတွေပဲပြောတယ်သူများပစ္စည်းကိုရလုံမှုနဲ့ဘယ်တော့မှလောဘနဲ့မတွေးဘူးသူတစ်ပါးတယောက်ပျက်စီးလို့တဲ့စိတ်နဲ့ဘယ်တော့မှဒေါသနဲ့မတွေးဘူးကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုဟောတာတွေကကုသိုလ်တွေပဲဒါဖြင့်အဲ့ဒီကုသိုလ်တွေရဲ့မူလခြေခံအကြောင်းတရားဘာလဲလို့ဆိုခုနကလောဘကိုဖယ်ရှားပြစ်နိုင်တဲ့အလောဘဒေါသကိုဖယ်ရှားပြစ်နိုင်တဲ့အဒေါသမောဟကိုဖယ်ရှားပြစ်နိုင်တဲ့အမောဟအလောဘအဒေါသအမောဟဆိုတဲ့ဒီတဘာဝတရားတွေဟာကုသိုလ်ရဲ့အမြစ်ပဲဒီတဘာဝတရားတွေမိမိတဏ္ဍာမှာရှင်သန်နေသေးတဲ့မြတ်ကုသိုလ်တရားတွေရှင်သန်နေမှာပဲဟိတုပစ္စယော
ကုသိုလ်ဘက်ကဒါကြောင့်မလို့စာပေမှာဟိတ်6ပါဟိတ်6ပါဆိုဟိတ်ဆိုတော့လူတွေကနားလည်ခြင်းမှလဲမှာပေါ့စကားအသုံးလုံးကစာပေအသုံးလုံးဖြစ်နေတယ်အဲ့တော့ဟေတုဆိုတာအင်္ဂလိပ်လိုပြန်လို့ရှိရင်45နဲ့45လောက်တယ်ဆိုခိုင်မာအောင်လုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လောဘဒေါသအကုသိုလ်တွေခိုင်အောင်လုပ်တယ်အလောဘအရောဓအမောဟကုသိုလ်တွေခိုင်အောင်လုပ်တယ်ဟောဒီသဘောကိုပြောတာဒီကောင်းပြီရှင်သာရိပုတ္တရာမထေရမြတ်ကအခြေခံအားဖြင့်လောဘဒေါသမောဟအလောဘအရောဓအမောဟအခြေခံပြီးတော့ဖြစ်လာတဲ့ကုသိုလ်အကုသိုလ်ကုသိုလ်ရဲ့အကြောင်းတရားအကုသိုလ်ရဲ့အကြောင်းတရားဒါသိရင်ပဲတမ္မာဒိဋ္ဌိဆိုတာခေါ်နိုင်ပါလေဒါတမ္မာဒိဋ္ဌိပါပဲအဲ့ဒီကနေတဆင့်တက်ပြီးတော့အကုသိုလ်ဆိုရင်ဖယ်ရှားရတယ်ကုသိုလ်ဆိုရင်တိုးပေါအောင်လုပ်ရမယ်ဟောအတိတွေကကုသိုလ်အကုသိုလ်သိပြီးတဲ့နောက်မှာဘာလုပ်ရမလဲဆိုအကုသိုလ်ဆိုတာပါဟတ္တပမိမိတဏ္ဍာမှာမဖြစ်စေရဘူးဖယ်ရှားရမယ်ကုသိုလ်ဆိုတာဘာဝေတ္တပကိုယ်တဏ္ဍာမှာဖြစ်စေရမယ်တိုးပေါအောင်လုပ်ရမယ်ဟောလုပ်ငန်းသဘောပါလာအဲ့ဒါလို့သိလို့ရှိရင်တမ္မာဒိဋ္ဌိလို့ဖြစ်လို့ခေါ်တယ်ဒါနဲ့မကဘူးရှင်သာရိပုတ္တရာအဲ့ထဲမှာသစ္စာလေးပါးကိုသိတာလဲတမ္မာဒိဋ္ဌိတဲ့နောက်တစ်ခါပရိစ္ဆသမုပ္ပါကြီးတစ်ခုလုံးကိုထည့်သွင်းပြီးတော့ဟောတော်လိုက်သေးတယ်တမ္မာဒိဋ္ဌိကိုရှင်းပြဖို့ပရိစ္ဆသမုပ္ပါကိုထည့်သွင်းသွားဘယ်လိုထည့်သွင်းသွားတော့ဆိုကိုရမယ်နာရမယ်ဆိုတာသိတာလဲတမ္မာဒိဋ္ဌိပဲတဲ့နော်စရာမရဏကိုချင်းတရားသိချင်းတရားကိုသိတာတမ္မာဒိဋ္ဌိအဲ့ဒီအိုချင်းတရားသိချင်းတရားဟာဘာကြောင့်ဖြစ်တာတုံးဆိုရင်ဇာတိသမှုရယစရာမရဏသို့မဟုတ်ဇာတိပစ္စေစရာမရဏဇာတိဟာအကြောင်းတရားပဲစရာမရဏကိုသိတယ်စရာမရဏရဲ့အကြောင်းတရားဖြစ်တဲ့ဇာတိကိုသိတယ်ဒါဖြင့်အဲ့ဒီစရာမရဏရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုလည်းသိတယ်ထိုစရာမရဏချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကဘာလဲတမ္မာဒိဋ္ဌိစတဲ့မဂ္ဂင်၈ပါးအကျင့်တရားပဲလို့ဒီလိုသိတယ်ဟောပရိစ္ဆသမုပ္ပါကိုနောက်ကြောင်းပြန်ပြီးတော့ရှင်သာရိပုတ္တရာကတမ္မာဒိဋ္ဌိကို၄မျိုးခွဲပြီးတော့သစ္စာ၄ပါးရဲ့ပုံစံနဲ့ရိုက်ပြီးတော့ဟောသွားတယ်သစ္စာ၄ပါးပုံစံနဲ့အကွက်ထည့်ပြီးတော့ဟောသွားတယ်ဇာတိကိုသိတယ်ဇာတိရဲ့အကြောင်းတရားကဘာလဲဘဝပစ္စယဇာတိဇာတိရဲ့အကြောင်းတရားကိုလည်းသိတယ်ဇာတိရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသိတယ်ထိုချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဆိုတာမဂ္ဂင်၈ပါးပဲဒါကိုလည်းသိတယ်ဆိုပြီးတော့ပရိစ္ဆသမုပ္ပါကိုနောက်ဆုတ်ပြီးတော့ပြောသွားတာနောက်ဆုံးဘယ်ထိရောက်သွားတော့လို့ဆိုတဲ့အခါအဝိဇ္ဇာထိအောင်ရောက်သွားဝိဇ္ဇာထိအောင်ရှင်းသွားဒါဖြင့်အဝိဇ္ဇာပြီးတော့ရပ်သွားလာလို့ဆိုမရပ်သေးဘူးအဝိဇ္ဇာကြောင့်ဘာတွေဖြစ်တုံဆိုအာတဝဆိုပြီးတော့တစ်ခါလာပြန်တယ်အာတဝကာမတဝဘဝတဝဒိဋ္ဌတဝအာတဝဆိုတာမပြတ်စည်းဝင်နေတဲ့သဘောပဲဘုန်းကြီးတို့တဏ္ဍာမှာသို့မဟုတ်တတ္တဝါတွေတဲ့တဏ္ဍာမှာမပြတ်စည်းဆင်းပြီးတော့စည်းဝင်နေတာဟာဘာလဲလို့ဆိုရင်လောဘဟာမပြတ်စည်းဝင်နေတာပဲမှားရတဲ့အယူဝါဒတွေဟာလည်းမပြတ်စည်းဝင်နေတဲ့သဘောပဲဒီကမ္ဘာလုံးအပြန့်အနှံ့လူပြည်တွေမကဘူးနတ်ပြည်ပြမပြည်ထိအောင်စည်းဝင်နေတယ်အဝိဇ္ဇာဆိုတဲ့သဘောတရားတွေကလည်းစည်းဝင်နေတယ်ကာမတဝတဲ့ဘဝတဝတဲ့ဒိဋ္ဌတဝတဲ့အဝိဇ္ဇာတဝအာသဝတရား၄ပါးလို့ခေါ်တယ်အဲ့ဒီအာသဝတရား၄ပါးကိုတရားကိုကောက်လိုက်ရင်ကာမတဝနဲ့ဘဝတဝဆိုတာလောဘကိုပြောတာဒိဋ္ဌတဝဆိုတာဒိဋ္ဌိကိုပြောတာအဝိဇ္ဇာတဝကမောဟကိုပြောတာစွမ်းအားထက်ပြီးတော့တတ္တဝါတွေရှိသမျှဘုံဌာနတွေအမြဲမပြတ်စည်းဝင်နေတဲ့သဘောတရားတွေသို့မဟုတ်တန်တရားထဲမှာအလွန်ကိုကြာညောင်းခဲ့တဲ့အချင်းပေါက်နေတဲ့သဘောတရားတွေလို့ဒီလိုဆိုလိုတာပဲအဲ့ဒီအာသဝတွေကိုလည်းသိတယ်အာသဝရဲ့အကြောင်းတရားကိုလည်းသိတယ်အာသဝချုပ်ရာနိဗ္ဗာန်ဆိုတာကိုလည်းသိတယ်အာသဝချုပ်ရာရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကိုလည်းသိတယ်လို့ဆိုတဲ့ဒီအသိဟာတမ္မာဒိဋ္ဌိပါပဲလို့အဲ့ဒီမဇ္ဈိမနိကေမှာလာတဲ့တမ္မာဒိဋ္ဌိတုတ်မှာ
ရှင်သာရိပုတ္တရာမထေရကဒီလိုရှင်းပြီးတော့ဟောထားအဲ့တော့ရှင်သာရိပုတ္တရာရဲ့နိနာနေတရားကိုယူပြီးတော့အကျယ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့ကြည့်စရာတွေအများကြီးပဲပေါ့အလုံးသိလိုက်တာတွေကိုသိတာအဲ့ဒါတမ္မာဒိဋ္ဌိပဲလို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့ဒါဖြင့်ကောင်းပြီဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာပရတောခောတလို့ဆိုတဲ့တရားနာရတာရဲ့ယောနိသောမနတိကာရဆိုတဲ့အသိဉာဏ်နဲ့စဉ်းစားနိုင်တာရဲ့ဒီနှစ်ခုကြောင့်တမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးတစ်ခုပြိုးမိပြီကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရောက်လာပြီဆိုလို့ရှိရင်ရှင်သန်ထွားကြိုင်အောင်မလုပ်ရမလဲဘုန်းကြီးတို့တွေတစ်ပင်လေးတစ်ပင်စိုက်တယ်တစ်ပင်လေးတစ်ပင်စိုက်တဲ့အခါမလုပ်ရမလဲကြည့်မယ်ဆိုလို့ရှိရင်မြေတော်မြောက်ပေးရတယ်အဲ့ဒီတစ်ပင်ပေါ်မှာလာပြီးတော့ကြတဲ့ပိုးတွေဘာတွေပင်ကူမှင်တွေဒါတွေကိုဖယ်ရှားပြရတယ်တစ်ပင်စိုက်တဲ့လူတွေဒါတွေသိတယ်နော်ဟုတ်လားရေလောင်းတယ်ပေါင်းတင်တယ်နောက်ပြီးတော့မြေဩဇာထည့်ပေးရတယ်ဖာတလိုက်ဇာထည့်ပေးရတယ်စိတ်တို့နွားတို့မစားရအောင်ခြံခတ်ပေးရတယ်ဟောတစ်ပင်နဲ့ပတ်သက်ပြီးတော့စောင့်ရှောက်တယ်အဲ့ဒါလို့စောင့်ရှောက်လိုက်လို့ရှိရင်ထိုတစ်ပင်လေးဟာအညွန့်တလူလူနဲ့တက်လာပြီးတော့နောက်ဆုံးမှာလှပတဲ့အပွင့်လေးတွေပွင့်လို့လိုချင်တဲ့အသီးလေးတွေကိုတီးပေးမှဖြစ်တယ်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲအခုပြောခဲ့တဲ့ပရတောခောတနဲ့ယောနိသောမနတိကာရဆိုတဲ့အကြောင်းတရားလေးနှစ်ခုပေါ်မှာအခြေခံပြီးတော့တမ္မာဒိဋ္ဌိဆိုတဲ့အပင်ကလေးပြိုးမိထားပြီဝိပဿနာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်နော်ကာမတက္ကတာတမ္မာဒိဋ္ဌိပဲဖြစ်ဖြစ်အဲ့ဒီအပင်ကလေးပြိုးမိထားတယ်ပြိုးမိထားတဲ့ဟောဒီအတိညာလို့ခေါ်တဲ့တမ္မာဒိဋ္ဌိပင်ပြိုလေးရှင်သန်နေအောင်ဘာတွေလုပ်ပေးသင့်တယ်လဲဆိုတာကိုလည်းမြတ်စွာဘုရားကဟောထားတာရှိတယ်အဲ့ဒီတုတ်ကိုအနုဂဟိတတုတ်လို့ခေါ်တယ်စာပေကိုစိတ်ဝင်စားလို့ရှိရင်တော့အင်္ဂုတ္တရနိကာယပိစကနိဗ္ဗတ်ဆိုတာကိုဖတ်ကြည့်လို့ရှိရင်တွေ့တယ်အနုဂဟိတသိတ်အနုဂဟိတဆိုတာအထောက်ကူပြုခြင်းကုညီထောက်ပံ့ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီအနုဂဟိတတုတ်ကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ရင်ထဲမှာပြိုးမိထားတဲ့တမ္မာဒိဋ္ဌိဆိုတဲ့အပင်လေးကိုဘာနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးရတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးရှင်သန်ထွားကြိုင်းလောက်အောင်ဘာလုပ်ပေးရမလဲဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်ဘာနဲ့အထောက်အကူပြုရမလဲနံပါတ်1ကသီလာနုဂဟိတကိုချင်းတရားနဲ့အထောက်အကူပြုပေးထားပါကိုချင်းတရားပြက်ပြီဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိဟာရှင်သန်နိုင်ခြင်းမရှိဘူးနော်ကိုချင်းတရားလို့ဆိုလို့ရှိရင်ကဲတစ်ပင်လေးတစ်ပင်တော့ပြိုးတော့ထားပါရဲ့ခြံစည်းကိုကာမထားဘူးဆိုလို့ရှိရင်အကောင်မလောင်တွေကဝင်ပြီးတော့မစားပြီဘူးလားခဏခဏအညွန့်ကျိုးရှင်သန်နိုင်စွာမရှိဘူးနော်အဲ့ဒါလိုပဲမိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးရှင်သန်ဖို့အတွက်ကိုချင်းတရားဆိုတာလေးနဲ့ခြံခတ်ပေးဖို့လိုတယ်တဲ့ဒါပြောတာကိုချင်းတရားသီလာနုဂဟိတတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးကိုချင်းတရားလေးနဲ့ပံ့ပိုးပေးပါတဲ့ထောက်ကူပြုပေးပါဒါကြောင့်မို့ကိုချင်းတရားခိုင်ခိုင်မာမာရှိရမယ်ဒီကိုချင်းတရားဆိုတော့ဘာတွေလဲလို့မေးစရာရှိတယ်မြတ်စွာဘုရားကလွယ်လွယ်လေးဟောထားတာကိုချင်းတရားဆိုတာမလုပ်ရတာကိုမလုပ်ဖို့နဲ့လုပ်ရမယ့်ဟာကိုလုပ်ဖို့ပါဒီနှစ်ခုပါစာလို့ပြောလို့ရှိရင်ဝါရိတ္တသီလတားမြစ်ထားတာလောကမှာလည်းပဲဥပဒေနိုင်ငံတော်အစိုးရတွေကချမှတ်ထားတဲ့ဥပဒေဆိုတာမလုပ်ရဘူးနဲ့လုပ်ရမှာနှစ်ခုပဲရှိတာပါဒီနှမျိုးပဲရှိတာမဟုတ်လားလောကလူတွေမှာကိုချင်းတရားဆိုတာလည်းမလုပ်ရမှာနဲ့လုပ်ရမှာဒီနှစ်ခုတည်းပဲရှိတယ်အကျဉ်းချုပ်လိုက်လို့ရှိရင်အေးမလုပ်ရဘူးလို့ပြောတာဝါရိတ္တသီလ
လောက်ရမယ်လို့ပြောတာစာရိတ္တသီလကဲမလောက်ရဘူးလို့ပြောတာအလုံးသိတဲ့အတိုင်းပဲပါဏာတိပါဒအရိဏဒါနဆိုတဲ့ဒီ၅ပါးသီလနဲ့ပတ်သက်တဲ့ပြစ်မှုတွေဒါတွေကိုမလောက်ရဘူးလို့ပြောတာအဲ့ဒါတွေလုပ်လို့ရှိရင်တမ္မာဒိဋ္ဌိဟာရှင်သန်မှာမဟုတ်ဘူးတဲ့ဒါကြောင့်တမ္မာဒိဋ္ဌိရှင်သန်ခြင်းမလောက်ရမယ့်ဟာကိုရှောင်ဖို့လိုတယ်ဒါဖြင့်လောက်ရမှာဟာဘာတွေလဲလှုပ်တဲ့လှုပ်ထိုက်တာကကြည့်လေစာရိတ္တသီလဆိုမိဘဆိုတာပြုစုလုပ်ကြွေးရတယ်ကုသိုလ်ကောင်းမှုတွေဆိုတာလုပ်ရတယ်စသဖြင့်လောကမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုမြတ်စွာဘုရားညွှန်ထားတယ်လူရလို့ဖြစ်လာလို့ရှိရင်လူလောကအကျိုးပြုတဲ့လုပ်ငန်းတွေဒါလှုပ်ရမှာပြောတယ်လှုပ်တဲ့လှုပ်ထိုက်တာပြောတယ်အဲ့ဒီလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပြီးဆိုပါစို့လောကလူတွေစီးပွားရှာကြတယ်စီးပွားဥစ္စာရထားတဲ့စီးစိမ်ဥစ္စာတွေကဘာလို့ဖို့သိမ်းထားဖို့လားသိမ်းထားဖို့မဟုတ်ဘူးရထားတဲ့စီးစိမ်ဥစ္စာတွေနဲ့ဘာလို့အတ္တနံဒုခေတိကိုချမ်းသာအောင်နေရမယ်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့ချမ်းသာအောင်နေရမယ်နံပါတ်1ကိုချမ်းသာအောင်နေရမယ်နံပါတ်2မိဘတွေချမ်းသာအောင်ထားနံပါတ်3သာမယာမိတ်ဆွေသင်္ကားတွေချမ်းသာအောင်ထားမယ်နံပါတ်4ကုသိုလ်ကောင်းမှုလုပ်ရမယ်ဒါလုံးတဲ့နာပဲစာရိတ္တလို့ခေါ်နေတာအဲ့ဒါလို့လုပ်ရမယ့်ဟာကိုလုပ်မလုပ်ရမယ့်ဟာကိုရှောင်အဲ့ဒါကိုပဲကိုချင်းတရားလို့ပြောတာပါတဲ့အများပေါ်မှာမေတ္တာထားတာတို့မနာလိုမုန်းတိမှုစိတ်တွေမထားတာတို့ကိုယ့်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ပေါ်မှာကရုဏာထားတာတို့ကိုယ့်ရဲ့သာသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမုရိဒပွားတာတို့ဒါလုပ်ရမယ့်ဟာတွေပဲမလုပ်ရမယ့်ဟာတွေလည်းမလုပ်ဖို့ပေါ့အဲ့ဒါလို့ကိုချင်းတရားနဲ့ထိမ့်သိမ့်ပြီးတော့ပံပိုးထားမယ်ဆိုလို့ရှိရင်ဒီတမ္မာဒိဋ္ဌိအသိဉာဏ်လေးဟာရှင်သန်လာမှာပါတဲ့ကဲဒါတွေနှုံတော့တာဆိုတော့လုံလောက်သေးဘူးတမ္မာဒိဋ္ဌိရှင်သန်မှုအတွက်လှုပ်ရှားလေးတွေကြံသေးတယ်နောက်တစ်ခုကတုတ္တနုခိတာတုတ္တဆိုတာတရားနာရမယ်စာသင်ရမယ်သင်တာလဲနာတာပဲဒီမထူးပါဘူးရှင်းတော့ကတုတ္တလို့ပဲတုံးလိုက်တယ်ခုခေတ်လည်းမြင်ဦးလားတုတ္တဆွဲဆုံးကျမ်းလို့ဘာလို့ဒီလိုရေးကြတုတ္တဆိုနားထောင်ကြတာပဲလေလူတွေကဒါပေမဲ့နားထောင်တယ်ဆိုတဲ့နေရာမှာအပျော်ပါးအတွက်တခြင်းနားထောင်တာတစ်မျိုးဘောဓုတ္တစီးပူးတဲ့အနေနဲ့နားထောင်တာတစ်မျိုးဘောဓုတ္တဆိုတဲ့နေရာမှာလောကီဘောဓုတ္တလောကုတ္တရာဘောဓုတ္တလို့ရှိတယ်ဒီနေရာမှာတုတ္တဆိုတာဘာကိုပြောတာဘုရားဟောထားတဲ့မှန်ကန်တဲ့ဘဝနေနည်းထိုင်နည်းအစပြီးတော့လက်ညွှန်ချက်လေးတွေတရားဓမ္မလေးတွေဒါတွေကိုမှတ်သားတယ်နာယူတယ်လေ့လာတယ်ဟောတာတုတ္တလို့ခေါ်အဲ့ဒီတုတ္တနဲ့ပံ့ပိုးပေးပါတဲ့ပံ့ပိုးပေးမှဟောဒီတမ္မာဒိဋ္ဌိဆိုတဲ့မိမိတဏ္ဍာမှာပြိုးမိထားတဲ့အသိဉာဏ်ဟာရှင်သန်လာမှာပါတုတ္တဆိုတာလေရေလောင်းထဲ့တယ်လို့ပဲသစ်ပင်လေးဟာစိုက်တော့စိုက်ထားတဲ့ရေမလောင်းဘူးဆိုရင်ညှိုးချောက်သွားမှာပေါ့ရင်ထဲမှာပြိုးထားတဲ့တမ္မာဒိဋ္ဌိလေးကလည်းတုတ္တနဲ့ထပ်ပြီးတော့မဖြစ်ဘူးဆိုရင်ကုန်သွားပြီဘူးလားကုန်သွားတယ်ရေမလောင်းရင်ခြောက်သွားတယ်လို့ပဲသူလည်းခြောက်သွားမှာပဲအေးဒါကြောင့်တုတ္တနဲ့အားဖြည့်ပေးပါတဲ့ဒါမို့တရားနာရတယ်စာပေတွေဖတ်ရှုရတရားနာပြီးတဲ့အချိန်နဲ့မနာခင်ကအချိန်အလွန်กว่าမသိသေးတဲ့အချိန်နဲ့သိတဲ့အချိန်အလွန်กว่าမန္တလေးမှာဘုန်းကြီးတို့အဘိဓမ္မာသင်တန်းတက်ပြီးတဲ့ဆရာဝန်လူငယ်တဦးနဲ့တွေ့တယ်အဲ့ဆရာဝန်လူငယ်တဦးကဘုန်းကြီးနဲ့တွေ့တော့ဗာလျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်အဘိဓမ္မာသင်ပြီးတော့တပည့်တော်ကိုတပည့်တော်ဒါတွေမသိဘဲနဲ့များငါဒီမသင်ရခင်ဒါတွေများမသိဘဲနဲ့ငါတည်သွားလို့ရှိရင်လူပြစ်ကျိုးနှက်မှာမဟုတ်ဘူးခုတော့ငါကံကောင်းလိုက်တာဒါတွေသိရပြီ
ဘာလူဘဝရလာဒါသိတာမှမဟုတ်ပဲကိုအဘိဓမ္မာသင်္นานတက်လိုက်လို့ဓမ္မအတိတွေသူကျင်နဲ့ရောက်လာတဲ့အခါမှာအပတ္တယသူပြောဒါတွေမသိဘဲနဲ့များသိသွားရင်ငါလူဖြစ်ချိုးနှမ်းမှာမဟုတ်ဘူးလို့ပြီးတော့စဉ်းစားမိတယ်ဗျာလို့လျှောက်ဖို့တယ်မှန်တယ်တန်ဒီအတိတွေမရဘဲနဲ့သိသွားလို့ရှိရင်လူဆိုတာဘာတန်ဖိုးရှိလောကမှာလူတွေကလူဘဝမှာရောက်လာတဲ့အခါမှာစားစရာရှားတာဝတ်စရာရှားတာနေစရာရှားတာဒါထုံးစံလူမှမဟုတ်ဘူးတိရစ္ဆာန်တွေလည်းသူတို့စားဖို့နေဖို့ရှားကြတာပဲငယ်ကလေးတွေလည်းအသိလောက်တာပဲဒါသူတို့နေစရာရှားတာပဲလေမရှားတာပဲဒီကောင်နေနောက်တစ်ကောင်ရှားတာလဲရှားတာပဲလူတွေလည်းဒါရှားနာဟုတ်ကဲ့အဖော်ရှားတာလဲရှားတာပစ္စည်းရှားတာလဲရှားတာဘဝယတ္တိရဲ့အတွက်စားစရာဝတ်စရာနေစရာရှားတဲ့ဟာဘာမှထူးဆန်းတယ်မဟုတ်ဘူးတက်ရှိတတ္တဝါမှန်သမျှရုန်းကန်ပြီးရှားပွေးနေတဲ့အဆင့်ပဲရှိတယ်ထူးခြားတာတစ်ခုမှမပါဘူးတဲ့ဓမ္မအသိဉာဏ်ကိုမှမရှာနိုင်ဘူးဆိုလို့ရှိရင်လူဆိုတာဟာဘာထူးမှာတော့တိရစ္ဆာန်နဲ့မထူးလေတိရစ္ဆာန်တွေလည်းတည်ဆင့်တော့ရှားတာပဲသူတို့လည်းရှားတာပဲလေအေးဒါကြောင့်မလို့လူဖြစ်လာတဲ့ဆိုရင်တို့တာမန်တဲ့မကရှားရမယ်အဲ့ဒါပြောတာတုတ္တဆိုကဲကောင်းပြီတုတ္တဆိုတာရေလောင်းပေးတာလေအလားတရာတူတယ်အေးရေလောင်းနေပြီမလို့တစ်ပင်မှာတစ်ခါကျတော့ကိုးကောင်လေးတွေဖမ်းယူဖို့ဆိုပြီးတော့မြင်မှုကြလိုက်တယ်ပင်ကူအိမ်နေလာလှုပ်တတ်တယ်လေပင်ကူတွေကနေလာပြီးတော့အိမ်နေဖွဲ့တတ်တယ်အပင်လေးတွေအကိုင်းလေးတွေရစ်ပတ်ထားတယ်သူကျိုးနဲ့တုတ်ထားတယ်လို့ပဲအပင်လေးတွေအညွန့်လေးတွေလာပြီးတော့တုတ်တယ်အဲ့ဒီဟာလေးတွေလည်းဖယ်ရှားပစ်ဖို့လိုသေးတယ်အနုဘုဆိုရင်တစ်ပင်လေးဟာထော်ရကြိုင်ကြိုင်ရှင်းရှင်းတန်တန်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီလာပြီးတော့ကိုးမြင်နေလာတန်းသွားတာကိုဖယ်ရှားပစ်ဖို့လိုတယ်ထို့တူပဲလူတွေဟာတုတ္တဆိုတာရှိပေမဲ့လို့ပိုးမြင်တန်းတယ်လို့ပဲတစ်ခါကျတော့မရှင်းလင်းတဲ့အချက်တွေအများကြီးရှိတယ်မဟုတ်လားအေးတရားတော့နာတယ်ဒီတရားတွေကမရှင်းလင်းတဲ့အချက်တွေမသိကြတဲ့အချက်တွေဇဝေဇဝါဖြစ်နေတဲ့အချက်တွေအဲ့ဒါတွေအတွက်လည်းလုပ်ပြီးဖို့လိုသေးတယ်တဲ့အဲ့ဒါကြတော့တာကိစ္ဆာနုဂဟိတာတမာဒိဋ္ဌိမြတ်စွာဘုရားကတရားဟောတာအလွန်တောင်းစီတယ်ပြောစရာမရှိဘူးအေးတုတ္တပြီလို့ရှိရင်တာကိစ္ဆာဆိုတာဆွေးနွေးတာမေးမြန်းတာဘယ်ဟာလေးဖြင့်မရှင်းလို့ဘယ်ဟာလေးဖြင့်ရှင်းအောင်ဟောဆွေးနွေးခြင်းလေ့လာခြင်းမေးမြန်းခြင်းဖြင့်မရှင်းတဲ့အချက်တွေရှင်းတယ်တန်တရားဖြစ်နေတဲ့အချက်တွေတန်တရားခင်းသွားတယ်အဲ့ဒါဘာနဲ့တူလို့ဆိုပိုးမြင်လေးတွေဖယ်ရှားပြစ်တာနဲ့တူပါတယ်ဩတမ္မာဒိဋ္ဌိဆိုတဲ့ပြိုးပင်လေးပေါ်မှာလာပြီးတော့ရစ်နှောင်ထားတဲ့မရှင်းလင်းတဲ့တန်တရားတွေဖယ်ရှားပြစ်လိုက်တယ်တာကိစ္ဆာနဲ့ဖယ်ရှားပြစ်ရမယ်ဒါပြောတယ်ဆွေးနွေးတယ်သို့တော်ဒီတာကိစ္ဆာဆိုတာကိုအလွဲသုံးစားလှုပ်တတ်တာလည်းရှိသေးတယ်ဗမာပြည်မှာတရားဆွေးနွေးပွဲဆိုပြီးတော့ရံဖြစ်ကြတာလေထပြီးတော့ရံဖြစ်ကြတယ်အဲ့ဒါကြတော့တရားဆွေးနွေးတာမဟုတ်မတရားဆွေးနွေးနေတာသူတို့ကအဲ့ဒီတချို့ကတရားဆွေးနွေးတယ်ဆိုကြတဲ့သူကငါသိတယ်ငါတတ်တယ်ငါတော်တယ်ဆိုတာကိုပြခြင်းလို့လုပ်တာဆိုရင်အဲ့ဒီကလေးကမှားနေပြီရည်ရွယ်ချက်ကနော်အညာမှာအလှမတ်တက်တွေပါလေရှိရင်အဖိုးကြီးတွေစကားဝိုင်းသွားငယ်ငယ်တုန်းကတွေ့ဘူးတယ်ညင်းညခုံညအလှရှင်ကနေမတ်တက်ထဲမှာလူလေးစီအောင်လို့ဆိုပြီးတော့အဖိုးကြီးတွေကိုလက်ဖက်ဝိုင်းလေးချပေးထားရှင်တွေးချမ်းလေးတကရာချပေးထားလက်ဖက်တုံနဲ့ချင်းတုံနဲ့အဲ့ဒါလေးစားပြီးအဖိုးကြီးတွေစကားညင်းညတယ်လေတရားညင်းညပါညင်းတယ်ကြမ်းကြမ်းဖမ်းမှန်ညင်းတယ်လက်ဖက်ပကံဒါရုပ်လားနံလားဆိုလက်ဖေးပကံစောင့်ချပြီးတော့ရုပ်လားနံလားစောင့်ချမှတော့လက်ဖေးပကံကွဲသွားရပေါ့အဲ့ဒါလို့လက်ဖေးပကံကွဲအောင်ညင်းကြတာတွေလည်းရှိသေးတယ်အာမအကျိုးမရှိပဲနဲ့ဒေဒီဆရာတော်ကြီးကတတိပေးတယ်လေတပိုင်းကြောင့်ကြက်စာရယုံနဲ့ခက်ပါလသဘောညင်တက်မာနအပြောတန်နဲ့ဒေါသမန်ထုပွားဆိုစာလေးကိုနာတကြောင်ဒီနာတကြောင်ကြက်ပြီးတော့ဒါလေးကိုအဟုတ်ထင်ပြီးတော့ညင်းနေကြတကယ်တက်ပြီဆိုရင်ညင်းစရာတခုမှမရှိတော့မတက်တဲ့လူကညင်းတာ
မြတ်စွာဘုရားကဟောထားတာနော်ဇနာဧကင်္ဂဓာတိနောတဲ့အကုန်မြင်နေလို့ရှိရင်ညင်းစရာတခုမှမရှိဘူးတဲ့တချမ်းမြင်တဲ့လူတွေညင်းနေကြတယ်ကြည့်လေဆင်ကိုတစ်မျိုးစီပြထားတဲ့မျက်ကန်းတွေမျက်မမြင်သူကန်းတွေဟာဆင်ကိုညင်းနေကြတာလေသူတို့ဆင်တစ်ကောင်လုံးမြင်မှုတာမဟုတ်ဘူးတချို့ကောင်ကအမြည်ကင်ပြီးတော့ဒါဆင်လို့ပြောတာတချို့ကအစွဲကင်ပြီးတော့ဆင်လို့ပြောတချမ်းပဲမြင်တာသူတို့အဲ့ဒီတချမ်းမြင်နေညင်းကြတာပဲမှားတော့ညင်းပြီဆိုရင်တချမ်းမြင်လို့သာမှတ်ပြီးတော့အပြည့်စုံညင်တဲ့လူကညင်းစရာကိုမရှိဘူးနော်ဘုန်းကြီးတို့တခါတော့ကဖတ်စာအုပ်ထဲကလေးပြောဥပါတယ်နော်ဖတ်စာအုပ်ထဲကမှတ်သားစရာလေးတွေ There are two sides in every question ဆိုတဲ့ခေါင်းစည်းလေးနဲ့ရေးထားတာအမှန်တန်စိတ်ဝင်စားစရာကောင်း Every question ပြဿနာတိုင်းမှာအမြင်နှမျိုးရှိပါတယ်ဆို There are two sides in every question ဆိုလူနှစ်ယောက်တောင်ကုန်းလေးပေါ်တက်လာကြအပေါ်မှာချိတ်ထားတဲ့ချင်းသေးရုပ်ကလေးကိုကြည့်ပြီနော်တယောက်ကရွှေချင်းသေးတယောက်ကငွေချင်းသေးရွှေနဲ့ငွေနဲ့ညင်းပြီးတော့ရံဖြစ်ကြတယ်နောက်ကြတော့ဟိုဘက်ကလူဒီဘက်ကြည်စမ်းမှဒီဘက်ကလူဟိုဘက်ကြည်စမ်းမှဆိုတော့ရွှေတစ်ချမ်းငွေတစ်ချမ်းလုံးထားတာကိုအဲ့ဒါကိုမသိဘဲနဲ့ညင်းနေတာတစ်ချမ်းမြင်တာနဲ့ငါပြောတာမှန်တယ်ငါရွှေလို့ပြောတာငါဘက်ကရွှေမိဘကမှန်တယ်ဟုတ်လားဟိုလူကလည်းမဟုတ်ဘူးငါငွေကိုဘက်သွားမကြည့်ဘူးလေကိုဘက်ပဲကိုကြည့်ကြတယ်အဲ့ဒါလို့တချမ်းမြင်တာတွေဟာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဇနာဧကင်္ဂဓာတိနောဧကင်္ဂဓာတိနောဆိုတစိတ်တချမ်းလောက်သာမြင်တဲ့ပုဂ္ဂိုလ်တွေကညင်းနေကြတာပါတဲ့အကုန်လုံးမြင်ညင်းစရာဘာမှမရှိဘူးသုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားကတေချာဟောထားတယ်နာဟံလောကေနဝိဝရမိငါလောကကြီးနဲ့မငင်းကုန်ပါဘူးတဲ့လောကောဝမယဝိဝရတိတဲ့လောကကလူသားတွေကသာငါနဲ့ညင်းနေကြတာပါတဲ့ငါဘယ်သူမှမမြင်ဘူးတဲ့လောကလူသားတွေကရှိတယ်ကိုငါရှိတယ်လို့ဟောတာမရှိဘူးကိုမရှိဘူးလို့ဟောတာတဲ့အငင်းပွားနေကြတာကသူတို့ကညင်းကြတာတဲ့ငါမညင်းဘူးတဲ့အေးဒါကြောင့်မို့လို့တာကိစ္ဆာဆိုတဲ့ဟာဆွေးနွေးတယ်ဆိုတာအငင်းပွဲမဖြစ်စေရဘူးတဲ့တကယ်ကိုသိလို့တဲ့ဆွေးနွေးတာသိချင်လို့ဆွေးနွေးတဲ့ဆွေးနွေးမှုမျိုးပဲဖြစ်တဲ့ပေါ့အဲ့ဒါနဲ့အာပိကူညီထောက်ပံ့ပေးထားလိုက်မယ်ပိုးမြင်နေဖယ်ရှားသလိုဖယ်ရှားလိုက်မယ်တာကိစ္စနဲ့မရှင်းလင်းတာတွေရှင်းသွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိတွေကရှင်းသားလာတမ္မာဒိဋ္ဌိအခိုင်အမာဖြစ်ဖို့အတွက်ဘာလုပ်ပေးဖို့လိုသေးလဲဆိုတော့တမာရီကျင့်စဉ်ဖြစ်တဲ့သမထကျင့်ပေးဖို့လိုသေးတယ်တဲ့သမထကျင့်စဉ်လေးကိုကျင့်သမထကျင့်စဉ်ဆိုတာတမာရီစွမ်းထူထောင်တာပါပဲအာနာပါနကနေထူထောင်တခြားနည်းနဲ့ထူထောင်ကိုယ်စိတ်ကလေးတည်ငြိမ်အောင်လုပ်ပေးတာသမထကျင့်စဉ်လို့ခေါ်တာပဲထွက်လေဝင်လေလေးပေါ်မှာအာယုံစိုက်ထားတယ်သို့မဟုတ်အဖြူရောင်လေးပေါ်မှာအာယုံစိုက်မယ်သို့မဟုတ်အနီရောင်လေးပေါ်မှာအာယုံစိုက်ကပိုင်း10ပါးတဲ့ဘယ်ကတိုင်းနဲ့ရှုပေါ့နော်သမထကျင့်စဉ်လေးတစ်ခုနဲ့စိတ်ကိုငြိမ်အောင်လုပ်တာတမာရီတရားတွေစပွားလာအောင်ထွန်းကားလာအောင်ကြိုးစားတာသမထအဲ့ဒီသမထရင့်တန်လာလို့ရှိရင်လည်းအသိဉာဏ်တွေကဖွံ့ဖြိုးတိုးတက်လာပါတယ်ဒါကဘာလို့ပေးတာနဲ့တူတယ်လဲလို့ဆိုမြေတော်မြောက်ပေးတာနဲ့တူတယ်ပေါ့နောက်တစ်ခုကဘာလုပ်ရမလဲဆိုဝိပဿနာနုဂဟိတတမ္မာဒိဋ္ဌိဝိပဿနာနဲ့ထောက်ကူပြုပေးရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပေးပါအောင်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ကျင့်လိုက်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီတမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်လေးထက်ထက်မြက်မြက်ဖြစ်လာပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေကိုဖြတ်ကျော်ပြီးတော့နိဗ္ဗာန်ထိအောင်ရောက်သွားတယ်ပေါ့ဒါကြောင့်မို့ဝိပဿနာကိုနောက်ဆုံးထားပြီးတော့မြတ်စွာဘုရားကဝိပဿနာကျင့်စဉ်လေးနဲ့ထုံမွမ်းပေးပါအားပေးကူညီပေးပါအဲ့ဒါလို့ထောက်ကူပြုပေးပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်မက်ဖို့ဆိုတဲ့အကျိုးတရားကိုထုတ်လုပ်နိုင်ပါလိမ့်မယ်စေတောဝိမု ക്തി လို့ခေါ်တဲ့စိတ်ရဲ့လွတ်မြောက်မှုတမာတိတရားပညာဝိမု ക്തി ပညာဖြင့်ကိလေသာအလုံးကလွတ်မြောက်မှုလို့ဆိုတဲ့ဖို့တရားများကို
မျက်မှောက်ပြုနိုင်မှာဖြစ်တယ်အဲ့ဒီအကျိုးတရားတွေထိအောင်စိုက်ထိသွားမှာဖြစ်ပါတယ်တမ္မာဒိဋ္ဌိရဲ့စွမ်းအားတွေအမြင့်ဆုံးဟာအဲ့ဒါပါပဲစေတောဝိမု ക്തി ဖလားစိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့အကျိုးတရားပညာဝိမု ക്തി ဖလားပညာဤလွတ်မြောက်မှုဆိုတဲ့အကျိုးတရားအဲ့ဒီအကျိုးတရားတွေဟာအမြင့်ဆုံးအကျိုးတရားတွေပဲတာမန်အနေနဲ့ပြောမယ်ဆိုရင်မက်ဖို့ထိအောင်စိုက်ထိသွားတယ်မက်ကတမ္မာဒိဋ္ဌိဖလားတမ္မာဒိဋ္ဌိရောက်သွားပြီဆိုလို့ရှိရင်တမ္မာဒိဋ္ဌိသည်လမ်းကုန်ကမ်းကုန်ကိုယ့်အတွက်အဆင့်မြင့်ဆုံးတမ္မာဒိဋ္ဌိရပြီလို့ဒီလိုမှတ်ရမှာပါအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာနော်မြန်မာနိုင်ငံမှာစိတ်ဓာတ်တွေမှာလည်းပဲနီလန်းနေတရားတွေပေးတယ်ဟောကြတယ်ပြောကြတယ်ကိုကြိုက်တဲ့ဤစနစ်တစ်ခုကနေယူပြီးတော့မှန်မှန်ကန်ကန်ယုဒ္ဓမနန္ဒဝတွေပေါ်မှာဆင်ញင်သုံးသပ်လို့တတ္တဝါဆိုတာမရှိဘူးယုံနဲ့နှစ်မျိုးသာရှိတယ်ထိုယုံနဲ့နှစ်မျိုးဟာလည်းပဲဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတဲ့အခြေခံကစပြီးတော့ယုတ်တရားနံတရားတွေကိုရှုမှတ်ပွားများလိုက်တဲ့အခါနောက်ဆုံးရင်မိမိရဲ့နှလုံးသားထဲမှာမမြဲဘူးဆိုတဲ့အတွေ့တွေဆင်းရဲတယ်ဆိုတဲ့အတွေ့တွေကိုမပိုင်ဘူးဆိုတဲ့အတွေ့တွေအနိစ္စတင်ညာဒုက္ခတင်ညာအနတ္တတင်ညာဒါတွေကိုတိဆောက်ပေးရမှာအဲ့ဒါလိုတိဆောက်ပေးပြီးတော့အာယုန်နဲ့စိတ်နဲ့လေ့ကျင့်ပေးတာကိုသမထနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလိုလေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ယုံနာတရားတွေရဲ့ဖြစ်မှုပြမှုဟာထင်ထင်ရှားရှားကြီးမြင်လာထင်ထင်ရှားရှားမြင်လာပြီတမာရီစွမ်းအားတွေတက်လာလို့ပညာဉာဏ်တက်လာပြီဆိုလို့ရှိရင်ဥရိယဘယကိုရှုနေတဲ့အာယုန်ဟာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတာတွေကိုမြင်လာဟောအဲ့ဒီလိုဖြစ်လိုက်ပြက်လိုက်မြင်လာရကနေပြီးတော့တမာရီစွမ်းအားဉာဏ်စွမ်းအားမြင်လာတဲ့အခါမှာဖြစ်တာတောင်မှမမြင်တော့ပဲနဲ့အပြက်တွေကြီးပဲမြင်တော့တာဟောဖြစ်တာပြက်တာမြင်လာကြတော့ဥရိယဘယဉာဏ်လို့ခေါ်တယ်အပြက်တွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘင်္ဂဉာဏ်လို့ခေါ်တယ်အဲ့ဒီထိအောင်အလုံးလုံးရမှာတဲ့နော်ဒါဝိပဿနာနဲ့ပံ့ပိုးတယ်ဆိုတာအဲ့ဒီဉာဏ်ထိအောင်လုံးတော့အသိဉာဏ်တွေကထူးထူးခြားခြားတွေဆက်ပြီးတော့သင်္ခါရတွေနဲ့ပတ်သက်ပြီးထူးခြားတဲ့အတွေးတွေဘာတွေပေါ်လာတော့လောက်တာတော့ပြက်တာပဲကြည့်ဖို့လိုတယ်ပြက်တာတွေကိုလုံးဝမြင်လာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲဘယတုပ္ပဉာဏ်သင်္ခါရတရားဆိုတာတဲကြောက်စရာကောင်းပါလားပြက်နေတာတွေကြီးပါလားတခုမှရက်တည်နေတာမရှိဘူးအလုံးဟာပြုံနဲ့ပြက်နေတာပါလားဆိုပါစို့ဘုန်းကြီးတို့တွေတွေ့ဘူးကြပါလိမ့်မယ်နှမ်းစီလေးတွေကိုမီအိုကင်နဲ့ထည့်ပြီးတော့လှော်လိုက်တဲ့အခါအောက်ကအပူရှိန်ကြောင့်ဖြတ်နဲ့နှမ်းစီလေးတွေကနော်မိကျွန်းတာလို့ပဲသင်္ခါရတရားတွေကိုရှုမှတ်ပွားများတဲ့အခါမှာမိမိတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားတွေနံတရားတွေဟာတစ်ဖြတ်နဲ့ပြက်နေတာတွေကိုမြင်လာရမယ်မြင်လာတဲ့အခါကျတော့တပြက်တည်းပြက်နေတာဆိုတော့ကြောက်စရာကြီးပါလားလို့မြင်လာလို့ရှိရင်ဘယတုပ္ပဌာနာကြောက်စရာဆိုတဲ့အသွင်နဲ့မြင်လာဘယဉာဏ်လို့ခေါ်ကြောက်စရာလို့မြင်လာတဲ့အခါကျတော့အပြစ်တွေကိုမြင်လာပြီသင်္ခါရတရားတွေအကောင်းမထင်တော့ဘူးအာဒီနဝဉာဏ်အကောင်းမထင်တဲ့အခါဘာဖြစ်လာတော့ဆိုတော့မုတ်စီတုကမြတဉာဏ်ဒါတွေကိုလွတ်ချင်တယ်လွတ်ပြစ်ချင်တယ်ကိုယ်နဲ့မဆက်ဆက်ချင်တော့ဘူးလွတ်ချင်လာတဲ့အခါကျတော့ညင်းငွေလာတယ်လေဗိဒညင်းငွေလာတယ်ตาယာပွဲဆိုတာရှားမတွေ့ဘူးရှားမတွေ့တဲ့အခါကျတော့လွတ်ချင်လာတယ်မုတ်စီတုကမြတဉာဏ်လွတ်ချင်လာလို့လွတ်ရလွတ်ကြောင်းရှားဝေစူးစမ်းတယ်ပဋိသင်္ခာဉာဏ်ရှားဝေစူးစောင်းရင်းနဲ့သင်္ခါရတွေပေါ်မှာအနေသားကျသွားချစ်ချင်းမုန်းချင်းလုံးဝကင်းပြီးတော့လစ်လျူရှုပြီးတော့ထိုသင်္ခါရတွေရဲ့အာယုံပေါ်မှာစိတ်ကလေးငြိမ်အောင်ထားနိုင်တဲ့အနေအထားမျိုးရသွားရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်အဲ့ဒီဉာဏ်ရင့်တန်းလာတာနဲ့တပြိုင်နက်နိဗ္ဗာန်ကူးဖို့တရားကလေးတစ်ခုလိုလာအဲ့ဒီသင်္ခါရုပ္ပခဉာဏ်လေးရင့်တန်းလာလို့ရှိရင်ထိုသင်္ခါရုပ္ပခဉာဏ်လေးဒီတရားကလေးတစ်ဖွဲနော်တရားတစ်ဖွဲပေါ်လာပြီးအဲ့ဒီတရားကနေရှောက်လှမ်းလိုက်တဲ့အခါဟိုဘက်ကန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်သွားတာပါတဲ့အဲ့ဒါလို့ဝိပဿနာသမာဓိဋ္ဌိနဲ့လေ့ကျင့်ပြီးတော့ရှုလိုက်မယ်ဆိုလို့ရှိရင်သမာဓိဋ္ဌိဒီအဆင့်မြင့်ဆုံးဆိုတဲ့အနေအထားကိုရောက်သွားပါတယ်ဒါကြောင့်မို့တရားချစ်ခင်သီရောစဉ်ပြိဿတ်တို့သည်မိမိတို့တဏ္ဍာမှာရှိတဲ့သမာဓိဋ္ဌိဆိုတဲ့ဒီအသိဉာဏ်လေးတစ်ခုရင်ထဲမှာမရှိသေးရင်ရှိအောင်ပြိုးဖို့
ရှိပြိုးပြီးပြီဆိုလို့ရှိရင်အခုပြောခဲ့တဲ့ကိုချင်းသီလနဲ့အကူအညီပေးရမယ်ထောက်ပံ့ပေးရမယ်တုဒ္ဒဆိုတဲ့တရားနာခြင်းတရားစာဖတ်ရှုခြင်းလေ့လာခြင်းဖြင့်ထောက်ကူပြုပေးရမယ်။အာကိစ္စမသိတာမရှင်းတာတွေမွေးမေးမြန်းပြောဆိုခြင်းဖြင့်ထောက်ကူပြုပေးရမယ်။သမထကျင့်စဉ်တစ်ခုဖြင့်တမာတိစွာအားတွေမြင့်လာကျင့်ပြီးတော့ထောက်ကူပြုပေးရမယ်။ဘာဖြစ်လို့တမာဟိတတဉာဏ်တမာတိရှိမှဉာဏ်ဆိုတာဖြစ်တာ။နောက်ဝိပဿနာရှင်းရှင်းကြီးမြင်တဲ့သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေကိုရှင်းရှင်းမြင်လာတဲ့ဝိပဿနာဉာဏ်ဖြင့်အထောက်အကူပြုပေးလိုက်ပဲဆိုလို့ရှိရင်ဟောဒီတမ္မာဒိဋ္ဌိဒီအစစ်မြင့်ဆုံးတမ္မာဒိဋ္ဌိကနေဟိုဘကံလို့ဆိုတဲ့မက်ဖို့နိဗ္ဗာန်ကိုရရှိမှာဖြစ်ပါတယ်အမြင့်ဆုံးအကျိုးတရားကတော့အဲ့ဒါပါပဲတဲ့ဒါကြောင့်မို့တရားချက်ကင်သူတော်စင်ပြိဋ္ဌတ်တို့ဒီကနေ့အများပြောနေကြတဲ့တမ္မာဒိဋ္ဌိဆိုတာနဲ့ပတ်သက်ပြီးတော့ထိုတို့သုဒ္ဓန်တွေကထုတ်ပြန်ပြီးတော့ထုတ်ပြီးတော့လေ့လာသုံးသပ်တဲ့အဲ့ဒီလေ့လာသုံးသပ်ချက်ကိုမှတ်သားပြီးတော့မိမိတဏ္ဍာမှာရှိတဲ့တမ္မာဒိဋ္ဌိတရားကိုရင့်တန်လာအောင်သီလသုဒ္ဓတာကိစ္စသမထဝိပဿနာကျင့်စဉ်များဖြင့်ပံ့ပိုးဖို့တတိမမေ့ပဲနဲ့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း